အားလုံးပဲမင်္ဂလာပါချန်ဂျီဘလော့ YouTube channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့မျှဝေပေးမယ်အကြောင်းအရာလေးရတော့ဗောနော်ဒီ My Tech က3နဲ့တူတဲ့အတွက်ဆိုရန်အောင်မှာ3ဝင်မဲ့နီးလန်းလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာပဲဖြစ်ပါတယ်ဗျအဲ့ဒီကျွန်တော်မျှဝေပေးမယ်အကြောင်းအရာလေးရဗောနော်ဒီခုဒီ My ID တွေကဟက်ဦးဂိမ်းကိုဗောနော်ဟက်မဲ့နီးလန်းလေးကို software လေးကိုကျွန်တော်မိတ်ဆွေတို့မျှဝေပေးမှာပဲဖြစ်ပါတယ်ဗျမိတ်ဆွေတို့စိတ်ဝင်စားနေဆိုတော့ဒီဗီဒီယိုလေးကိုစနေဆုံးကြည့်ဖို့ကျွန်တော်မိတ်ဆွေတို့တိုက်တွန်းချင်ပါတယ်ဗောနော်အဲ့ဒီ application ကိုကျွန်တော်မိတ်ဆွေတို့ miss ဆက်ပေးမှာဗောနော်ဘယ်အကြီး software တွေကဘယ်ဟာလဲဆိုရင်တော့ဒီမဲ့ဒီကောင်လေးပဲဖြစ်ပါတယ်ဗျာနော်ဒီကောင်လေးလည်းဖြစ်တယ်ပြီးဒီကောင်လေးနဲ့ဆော့ရရတယ်လို့ဒီကောင်လေးနဲ့လည်းဆော့ရတယ်ဗျဒါမှမဟုတ်ဒီကောင်လေးနဲ့လည်းဆော့ရတယ်ဗောနော်ကျွန်တော်မိတ်ဆွေတို့ဆော့ချင်နေဆိုရင်တော့ကျွန်တော်ရဲ့ Telegram မှာလာရောက်ပြီးတော့ message ပို့ပြီးတော့လာပြီးတော့တောင်းခံနိုင်ပါတယ်နော်ကျွန်တော် application ကိုကျွန်တော်မိတ်ဆွေတို့ပို့ပေးမှာပဲဖြစ်ပါတယ်ဗျ။ကဲဒါကိုဘယ်လိုသုံးရမလဲဘယ်လိုသုံးဝင်လဲဆိုတာကိုကျွန်တော်မိတ်ဆွေတို့တစ်ချက်လောက်ပြမှာပဲဖြစ်ပါတယ်ဗျ။တော့ဆိုမနော်ဘယ်လိုကျွန်တော်အရင်ဆုံးဒီ application တွေကိုဒီကျွန်တော်ပထမဆုံးဝင်ပြပါနော်ဒီ software တွေကိုကျွန်တော်ဝင်ပြမှာဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ဝင်လိုက်ပြီပေါ့နော်။ဒီနားလေးမှာနည်းနည်းဆောင်ဒီနားလေးကပေါ်တယ်ဆိုမနော်မိတ်ဆွေတို့ကတော့ကျွန်တော်တို့တခါတည်းတန်းပြီးတော့မပေါ်တော့ဘူးနော်။ဘာလို့လဲဆိုတော့မိတ်ဆွေတို့အကောင့်မရှိတဲ့အတွက်ကြောင့်တခါတည်းအကောင့်ဝင်ရမှာပေါ့နော်။ကျွန်တော်တို့အကောင့်ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်တခါတည်းဝင်လာရုံပဲပေါ့နော်။ဒီမဲ့တော့ပေါ်တယ်ပေါ့နော်ဒီမဲ့ရွေးခိုင်းတာပေါ့ဒီမဲ့ game ကစားရန်အသေးယူရန်နေ့စဉ် point နော်ဒါပေမဲ့ကျွန်တော်ဒီနှစ်ခုနှိပ်ရမှာမဟုတ်ဘူးနော်ကျွန်တော်နှိပ်ရမှာတော့ဒီကောင်လေးပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီခု game ကစားရန်လေးကိုတစ်ချက်လောက်နှိပ်ပေးမှာပဲဖြစ်ပါတယ်ဗျโอเคနှိပ်ပြီးတော့ပြီဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီဘယ်လို my ID ရဲ့အကောင့်ကိုဒီ my day အကောင့်ကိုကျွန်တော်တို့ဘယ်ဖုန်းနံပါတ်နဲ့ချိန်ထားတယ်ပေါ့နော်ချိန်ထားတဲ့နေရာမှာကျွန်တော်ကတော့ဒီအပေါ်ဆုံးဖုန်းနံပါတ်ရဲ့ဒီအလေဖုန်းနံပါတ်ရဲ့ဒီအောက်ဆုံးဖုန်းနံပါတ်ရဲ့ကျွန်တော်အဲ့တုံးကန်နဲ့ချိန်ထားတယ်ပေါ့နော်ကျွန်တော် Telegram မှာလည်းဒီအပေါ်ကဒီပထမဟာနဲ့ဒုတိယဟာကိုကျွန်တော် Telegram အကောင့်ဖောက်ထားတယ်ပေါ့နော်မိတ်ဆွေတို့ဒီ application ကိုစိတ်ဝင်စားနေရှင်နဲ့စောင့်နေဆိုရင်တော့ကျွန်တော် Telegram မှာရိုက်ရှာပြီးတော့ကျွန်တော်ကိုလာပြီးစာပို့ပါနော်ကျွန်တော်မိတ်ဆွေတို့ဒီ software လေးကိုပို့ပေးမှာဖြစ်ပါတယ်ဗျဒါဆိုကျွန်တော်တို့ဒီအပေါ်ဆုံးဟာကိုနှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီအပေါ်ဆုံးဖုန်းနံပါတ်ကိုကျွန်တော်ဆော့ရတဲ့အတွက်ကြောင့်အဲ့ပေါ်ဆုံးဖုန်းနံပါတ်ကိုကျွန်တော်တို့တစ်ချက်လောက်နှိပ်လိုက်မှာဖြစ်ပါတယ်ဗျနှိပ်ပြီးပြီဆိုတော့ကျွန်တော်ဒူစနာလိုမျိုးအဝိုင်းလဲမှာဖြစ်ပါတယ်အခုတော့တစ်ခါလေးတန်းရရပေါ့နော်ရပြီဆိုရင်ကျွန်တော်တို့ပြန်နှိပ်ပြီးဆော့ရမှာလဲဆိုရင်တော့ဒီကောင်လည်းမဟုတ်ဘူးဒီကောင်လည်းမဟုတ်ဘူးဒီကောင်လေးလည်းနှိပ်လို့မရအောင်နော်ကျွန်တော်နှိပ်ရမှာကတော့ဒီ3မျိုးရှိပါတယ်ဗျဒီမစာစိမ်းရောင်ရဲ့ဒီအဝါရောင်ရဲ့ပေါ့နော်ပြီးဒါမို့ဒီအောက်ဆုံးဟာပေါ့နော်ဒီ3မျိုးဟာကျွန်တော်မိတ်ဆွေတို့စော့ချင်တာစော့ရပါပေါ့နော်ဒါပေမဲ့အကောင်းဆုံးကတော့ဒီအောက်ဆုံးကစာပဲဖြစ်ပါတယ်ဗျဒါဆိုကျွန်တော်ဒီအောက်ဆုံးကစာကိုနှိပ်ပြီးတော့စော့ပြမှာပဲဖြစ်ပါတယ်ဗျโอเคနှိပ်လိုက်မယ်နော်နှိပ်ပြီးပြီဆိုရင်ဒီမှာအကောင့်ဝင်ပြလို့ဆိုတော့ဒီလိုပေါ်လာအောင်ပေါ့နော်ဝင်ပြပေါ်လာမှာကိုသူကဘယ်လိုလဲဆိုတော့ဒီကောင်လေးရှိမှာပေါ့နော်ဒီစာစင်အောင် stat ရဲ့ store ရဲ့ပေါ့နော်ဒီကောင်ကိုဘယ်နှိပ်ပြီးစော့မှာလဲဆိုတာတော့ကျွန်တော်တို့ဒီစိမ်းရလေးကိုနှိပ်ပြီးတော့ဆော့မှာဖြစ်ပါတယ်ဗျာဒါပေမဲ့ဒီလိုရောက်ရင်တခါလဲစရက်နဲ့ရနေတခါလဲတန်းပြီးတော့ဆော့လို့မရဘူးเนาะပထမဆုံးကျွန်တော်တို့ကဒီကောင်ကိုပြန်လဲနှိပ်ပေးရမှာဖြစ်ပါတယ်ဗျာဒီနားလေးမှာကျွန်တော်တို့ဆော့မဲ့ချိန်ပေါ့เนาะကျွန်တော်တို့က10ခါပဲဆော့မှာဖြစ်တဲ့အတွက်ကြောင့်10ပဲရေးလိုက်မယ်ကျွန်တော်တို့ဝိစေလို့ဆော့ရင်တလားရိုက်ချလိုက်ရပါเนาะရိုက်လိုက်ဒီမဲ့ရိုက်ပြီးတော့ဆိုရင်တော့ကျွန်တော်ဒီစာလေးကိုစိမ်းရလေးကိုကျွန်တော်နှိပ်ပြမှာဖြစ်ပါတယ်ဗျာဒါကျွန်တော်ဒီစိမ်းရလေးကိုနှိပ်လိုက်မယ်ပေါ့เนาะကဲနှိပ်ပြီဆိုရင်ဒီမှာစာလေးပြတယ်ပေါ့နော်ဒီမှာ auto play စတင်ပါပြီတဲ့ပြီးတော့ game တစ်စတင်ပြီပေါ့နော်ဒါခုလာပြီပေါ့နော်စော့နေတာပေါ့ဒီကောင်တွေကတော့ MB မဟုတ်ပါဘူးเนาะဒီကောင်တွေကတော့ဒီ star တွေကတော့ဘယ်လိုသုံးဝင်လဲဆိုတာကိုကျွန်တော်ပြောပြအောင်ဖြစ်ပါတယ်ဗျဒီ star တွေကတော့သူအရင်အများကြီးရတယ်ဆိုရင်เนาะကျွန်တော်တို့တနင်္လာနေ့တိုင်းနေ့စဉ်နေ့တိုင်းမှာ MB 2000 data 2000ကိုပုံမှန်ရမှာဖြစ်ပါတယ်ဗျဒီကပ်ပြားတွေကလည်းဘယ်လိုသုံးဝင်လဲဆိုတာကတော့ကျွန်တော်တို့ဒီကပ်ပြားကိုပေါ့နော်မတူတဲ့ကနန်း10ခုရတယ်ဆိုတော့ကျွန်တော်တို့ my day နဲ့တစ်ဆင့်ကျွန်တော်တို့ဒီကားတစ်စီးစုချမှာပဲဖြစ်ပါတယ်ဗျကဲဒီဟာလေးစော့နေကျွန်တော်တို့ MB မပေါက်ဘူးပေါ့နော်ဒီ MB ကတော့ဘယ်ဟာလဲဆိုတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်မိတ်ဆွေတို့ပြန်လေးပြီးတော့မျှဝေပေးရနော်ဒီအောက်ဒီအစိမ်းအောင်ကျွန်တော် MB ပေါ့နော်ဒီလဲဟာမင်းလို့ရေးထား M ပုံစံကျွန်တော်အဲ့ဒါကျွန်တော် mini ဖြစ်ပါတယ်ဗျဒီ P ကျွန်တော် point ပေါ့နော်ဒီ3မျိုးတာပေါက်ပြီဆိုတော့မိတ်ဆွေတို့ point ပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်ပွဲစော့ပါပြီဒါပေမဲ့တစ်ခါမှမပေါက်ပြီပါဘူးဘလို့ဆက်လာမလဲလို့ကြံရတယ်ပေါ့ဒီကောင်လေးဆို3ပဲမြောက်ဘူးเนาะဒီခုအချိန်မှာဆိုတော့เนาะကျွန်တော်တင်တာတော့မနက်ခင်းပိုင်း9နာရီကျော်ဖြစ်တဲ့အတွက်ကြောင့်ဒီ9နာရီကျော်ကတော့သူပေးနေကြအချိန်မဟုတ်ဘူးပေါ့เนาะသူအဓိကပေးနေတဲ့အချိန်ကတော့မနက်ခင်းပိုင်းဒီ9နာရီခွဲ6နာရီဝန်းကျင်လောက်မပေးရဘူးเนาะကျွန်တော်ဒီနေ့မှာဒီမနက်မှာစဆော့တယ်ပေါ့เนาะကျွန်တော်မှာဒီမိနစ်ဆိုရင်100ကျော်ရှိတယ်ကျွန်တော်မှာ point 1000ကျော်ရှိတယ်ပေါ့เนาะပြီးတော့ကျွန်တော်မှာဒီမဲ့ MB ကတော့1600ရှိတယ်ပေါ့เนาะဗီဒီယိုလေးကဒီလောက်ပါပဲနောက်ရက်ဒီမှာဆက်လက်ခုလို့
ဖူတူတာရမယ်နီလန်းတွေကိုကျွန်တော်နေ့စဉ်နေ့တိုင်းတင်ပေးထားမှာဖြစ်တဲ့ကြောင့်မိတ်ဆွေတို့စိတ်ဝင်စားနေဆိုတော့ကျွန်တော်ရဲ့ channel လေးကို like subscribe တွေနှိပ်ပေးတော့ကြပါဦးဗျဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ